အခုကတော့ညနေ4:55ရှိပါပြီအခုပဲ subway မှာပေါ့နော် sandwich တော့ဝယ်လာတာပါအခု bus ကစောင့်နေရပါအခုခွေများနေ report တင်နေရပါတော့ဆိုတော့ဒီနေ့တော့ဘာလို့ရမလဲမသိဘူးဒီနေ့က new year ပေါ့နော်ဆိုတော့ချို့ရတော့မြို့ထဲသွားကြရပါတော့ချက်ကြည့်ပါအောင်မယ်သွားဖြစ်ခင်ခေါ်တော့ပါမယ် bus ကနောက်ထပ်2မိနစ်နေလာမှာပေါ့နော်ရာသီဥတုကတော့အလောက်မချမ်းပါဘူးစဉ်းစားနေရမမြို့ထဲသွားလို့ရှင်လူတွေအရင်များမှာပေါ့နော်အဲ့တန်ကိုခံနိုင်မှမလားပေါ့ဒါပေမဲ့ဖြစ်ကြရင်အစီးပါပြီးဒီနေ့လေ free ပဲဒီက bus တွေကုန်တော့ဘာမှပေးစရာမလိုเนาะဒီနေ့တရက်ထဲ free ပြီးတော့ညဆိုလို့ရှင်မနက်အဲ့လိုမျိုးနောက်3နာရီလောက်ထိပေါ့တော်တော်နောက်ကြားအထိဆွဲမှာပေါ့နော်ဆိုတော့အဆင်ပြေတာပေါ့သွားလေရတာပေါ့နော်အခုကတော့ခောက်ဆွဲစားမှဖြစ်ပါတယ်ခုနက Stranger Things ကြည့်အောင်သိပြီးတော့ mood မလာဘူးเนาะအဲ့နဲ့ဘာကြည့်ကောင်းမလဲပေါ့တခြားဟာလိုက်ရှာမှဖြစ်ပါတယ်ပြီးတော့ခောက်ဆွဲစားမှဖြစ်ပါလိမ့်ခောက်ဆွဲပူပူလေးပါ Okay ချက်ကြည့်အောင်မယ်ခောက်လိုက်တော့ဒီမှာဟိုစားနေတဲ့အချိန်ဆိုလို့ရှိရင်တခုခုကြည့်ပြီးတော့မှလေအဲ့ဒါလေးအကျင့်ဖြစ်လာပါတော့တယောက်တည်းစားများနဲ့အမျိုးတခုခုစားပြီးဆိုရင်တခုကြည့်လိုက်ရမှာဒါပေမဲ့တစ်ခါလေးချိုင်ဘာဖြစ်လဲဆိုတော့လေစားပြီးွားရှာမယ်ရုပ်ရှင်အဲ့လိုကြည့်မယ်ဟာမရှိလိုက်ဘူးနော်ပြီးွားအမျိုးရှင်အားကြောင့်ခုမြင်ရှာနေခုနကလေ sandwich စားပါတော့ပမောင်းစားနေတော့ရှာနေစားကုန်သွားမတွေးလိုက်တော့ဘာကြည့်ရမလဲဆိုခုနကြည့်နေပါတော့ဒါပေမဲ့စိတ်မပါလာတော့လို့စားလိုက်တယ်အခုတော့တခုခုကြည့်မှတယ်ဘာကြည့်မှမသိဒီညလုံးကအဲ့လိုမျိုး vacation mode တော့မျိုးဖြစ်နေရဆိုလေနော်တခုခုကြည့်ရမယ်လို့ခံစားပါတယ်ရတဲ့အချိန်လေးမှာပေါ့နော်မသိတော့ဘာကြည့်ပုံမှန်ဆို YouTube ပဲကြည့်နေရပါတော့ YouTube ကကြည့်စရာကောင်းသွားရင်ကြည့်ချင်တဲ့ဟာအဲ့တော့တစ်ချက်ရှာလိုက်ပါမယ်အခုကြည့်နေတဲ့ ongoing ကိုရီးယားကားရလေသူကအင်္ဂါပုံစံဆိုမလာဘူးเนาะကြာတာပတိတောက်ချာပြီးတော့စနေတနင်္ဂနွေအမျိုးမလာဘူးเนาะအခုကြည့်ညာ taxi driver 3ရယ်ပြီးတော့ pro bono ရယ်ပြီးတော့ဟိုလေ love me လားအဲ့ကြည့်ပြပါလိမ့်မသိပြီး daily ကြည့်ရဟာတွေရှိပါတော့ဒါပေမဲ့ daily ကြည့်ရဟာတွေကျတော့အပိုင်းရှိအဲ့လိုမျိုးအပိုင်း100ကျော်ရယ်ဘာလို့ကြည့်ရလဲဆိုတော့အဲ့လိုမျိုးဟိုlonely တိတ်ပြီးတော့မဖြစ်ဘူးเนาะတယောက်တည်းအဲ့လိုအထီးကျက်နေလို့မခံစားရအောင်ဘာလို့လဲဆိုတော့ဟာငါဒီနေ့ရုပ်ရှင်တစ်ခုကြည့်နေဘာလို့ချိုးဟာတွေကကျတော့အပိုင်း100ကျော်တော့သူနေ့တိုင်းလာကွာကိုရီးယားကားချိုးဟာရတနင်္လာနေ့ကနေတောက်ကြနေထိလာအဲ့လိုမျိုးဆိုရှင်ကိုကကြည့်လိုက်တဲ့ခါကျတော့ကိုနဲ့တူပေါ့နော်ဖြတ်တန်းနေလို့ခံစားရတယ်အဲ့မျိုးဆိုနေ့တိုင်းအဲ့လိုနေ့လည်စာစားရဆိုလို့ရှင်အဲ့လိုရုပ်ရှင်တစ်ခုရှိရပါတော့အပိုင်းတစ်ပိုင်းရှိရပါတော့တရားကျော်လို့ရှင်ဆိုအမျိုးပေါ့ဒါပေမဲ့တခြား ongoing 16ပိုင်းနေပိုင်းဟာကျတော့ဒီလိုနေမျိုးစုမလာဘူးအဲဒါကြောင့်ဖြစ်ပါတယ်ဆက်ရှာလိုက်မယ်ပြီးရင်တော့စားပါမယ်ပြီးမှတွေ့ပါမယ်အခုရုပ်ရှင်တကားတွေ့ပြီးဒီ old woman with the knife တဲ့အာဂျီမာဘောနော်အာဂျီမိုနီဖြစ်ပါတယ်တော့ IMDb က 7.2 လားဟုတ်လားအဲ့လောက်ရှိရတယ်ပေါ့နော်ဒါပေမဲ့ရုပ်ရှင်နဲ့နိုင်ကြောအောင်ဆိုမစိုးတဲ့ကြည့်လိုက်မေပေါ့နော်ထွက်ပြီးအောင်ဒီကြည့်တော့မေလာကြရဆိုတော့ရမှာပါသူကကျတော့အဲ့လိုအသက်ကြီးပြီးတော့လူလိုက်တက်ပေးရတယ်အဲ့လိုမျိုးပေါ့ဆို action adventure အဲ့လိုမျိုးပုံစံဖြစ်ပါတယ်ဆိုတော့ကြည့်ရမှာပေါ့နော်ကြောက်စရာကောင်းမှမသိဒါပေမဲ့အဲ့လိုမျိုးတွေ့လဲဆိုတော့ကြတယ်ပေါ့နော်ဆိုတော့ကြည့်လိုက်ပါမယ်ခောက်ဆွဲပါနဲ့စားမလဲဆိုဒီဟာနဲ့ပါချက်ဖာ sauce ပေါ့လို့ခေါ်ကြလား။အိုးစီရာချလို့ခေါ်ပါတော့။ဆိုဒါနဲ့ဆိုရှင်ခွတ်တီပဲ။ 야, 그쵸. 어딜 또 다
ဟုတ်ကောင်း 최채나게. ပြီးတော့ချက်သားပါ 여보. Hey, ခ Jerry. လီဟုတ်တယ်နေကြတယ် Where have you been? မှန် Well, keep it up. You know, your girls were very lonely when you were gone, but don't worry, man. I took care of them. 빨리 앉아. ဆက်စားလိုက်ပါမယ် This is how you do it my god အမြဆောအလေးရရင်တော့ကောင်းperfect စက်ကြည့်လိုက်ပါမယ် see you okay ခုက9နာရီရှိပါပြီတကယ်ချင်းခုပဲဖုန်းဆက်လာပေါ့သူတို့ကတော့9နာရီကျော်သွားမှာပေါ့နော်ဆိုတော့ကျမတို့10နာရီကျော်လောက်မှသွားမယ်ဘာလို့လဲဆိုတော့သူတို့ကအဝေးရလာမှပြီးတော့ကားနေဆိုတော့လေကားပါကင်နေပါရှားတယ်ပေါ့နော်ကျမနေနေရကြတော့ရထားစီးသွားလို့ရရပေါ့နော်ဆိုတော့အဲ့လိုမျိုးဟိုရောက်တော့မှပဲတွေးလိုက်မလားပေါ့လို့မျိုးစဉ်းစားထားပါတယ်အဲ့တော့အခုကချိန်ရသေးဆိုတော့ခဏအိတ်မလားလို့စဉ်းစားပါတယ်အဲ့အမှနည်းနည်းညကြရင်ဟိုဖြစ်မလားပေါ့ပုံမှန်ဆိုစိတ်နိုင်တော့အိတ်တာပေါ့နော်ဆိုတော့ခုကအဲ့ချိန်တော့သွားမှာဆို energy လို့ပေါ့နော်အဲ့တော့ကြိုးစားပြီးအိတ်လိုက်ပါအောင်မယ်တော့ဖြစ်မယ်လို့တော့ထင်တယ်ပေါ့နော်ဆိုတော့တော့ဖြစ်မယ်ဆိုရင်လည်းတွေ့ပါမယ်လို့ see you course 9:56ပါအခုမှ no နဲ့အပြင်ထွက်လာဒါပေမဲ့အကုန်လုံးကမြူဖုံးနေပါတယ်ဘာမှမမြင်ရဘူးဆိုတော့ဒီကနေပဲ Happy New Year လိုက်ပါရှင်ဘယ်လိုပြရမလဲလို့မီလုံးလေးဆိုလဲလို့မောင်နေအောင်နော်မောင်နေအောင်ပုံမှန်ဆိုဒီကနေမြင်ရတယ်ပေါ့နော်မြို့ထဲလေအခုအဲ့လိုအနက်နေအောင်ရတယ်မေ့သွားဒီ function ရှိနေဆိုတော့အဲ့လိုပဲပေါ့နော်ပုံမှန်လာတော့မချီအတန်တော့ကြာရ12နာရီတော့ဒါပေမဲ့ဘာမှမမြင်ဘူးမောင်လေးပဲမြင်သူများရဲ့လည်းအိမ်ကနေထွက်လာမှာနော်မသိရပါဘူးလူတွေထွက်လာရောဒါပေမဲ့ဘာမှမရှိဘူးဆိုအလုံးမင်းတမပြရှင်ကြပါစေအဆင်ပြေမှုတွေပို့ပြီးတော့များလာပါစေအလုံး wish လိုက်ပါတယ်စင်ရစရာတွေများကြီးတယ်ပြပြောက်ကြပါစေကျမ်းမာကြပါစေပို့ပြီးတော့ချမ်းသာကြပါစေဆက်ရအားလုံးပို့ပြီးစင်ပြေလာပါစေလို့ဆုတောင်းပေးလိုက်ပါတယ်မရှိသေးတယ်ပြီးတော့ကျမနဲ့တူတူ2025ကိုတူတူဖြစ်ကြော်ပြီးတော့လည်းကျေးဇူးများတင်ပါတယ်ကျမတို့ဆက်ပြီးတော့ဖြစ်တန်းကြပါမယ်လို့အားလုံးပဲ Bye ကဲကိုတော့အောက်ပြန်ရောက်လာပါပြီ12:55ရှိပြီပေါ့နော်ဆိုတော့ဘာမှမမြင်အောင်အခုလည်းလို့အတန်နေပဲကြားနေရတယ်ပေါ့နော်အရင်နှစ်တောင်ကလည်းဒီချိန်ကလိုမျိုးလေရင်ပေါ်မှာလားမသိဒီနေ့ကျတော့ရလို့ပေါ့နော်ဆိုတော့ that's fine ဆိုတော့အေးဝါပို့လို့လေအေးပါမယ်လို့အားလုံးပဲ good night ပါကြည့်ပြီးတော့ကျေးဇူးများတင်ပါတယ်နောက်ထပ်ဗီဒီယိုဒီ2026မှာပေါ့နော်ဗီဒီယိုအသစ်တွေမှာပြင်ပြီးတော့အတူတူဖြစ်တန်းချပါမယ်လို့ပြောချင်ပါတယ်အားလုံးပဲကျမယူဆိုင်ပါ as always so bye bye